ဆက်လက်ပြီးတော့ကျွန်တော်တို့စီစဉ်တင်ဆက်တဲ့အစီအစဉ်လေးမှာကျွန်တော်တငယ်ချင်းကပဲသူရင်ပတ်ထဲမှာရှိရင်ထဲမှာရှိတဲ့တခြင်းလေးတစ်ပုဒ်ကိုတီးဆိုကြပါနဲ့တဲ့ဟုတ်ကဲ့တခြင်းနာမည် ပြန်သိမ်းထားမယ်